အေးမင်းပြောတော့မင်းဘလို့ဘောက်ကိုလည်းအခုဝင်လာတာမှန်မှန်ပြောအောင်လားမလားအဲ့တော့ဘာဖြစ်လို့ငါ့ကိုမှန်မှန်မပြောနဲ့ငါမင်းကိုမနှိမ့်ဆက်ချင်ဘူးကြောက်ငါမင်းတော့မင်းဖြစ်ငါမင်းကိုပြောရှင်းရှင်းလေးအဲ့တောက်ကြသမီးကိုမင်းဘာရင်နဲ့လောက်ထားတယ်ပြောအပင်းထည့်ထားတယ်အရင်နဲ့လားအဖက်နဲ့လားအမရအောင်မကျိုးတစ်ချောင်းနဲ့ကျိုးတစ်ချောင်းနဲ့ဆောင်းမအမြင်စားတယ်ဖွင့်ပေးလိုက်မြင်စားတယ်ဖွင့်ပေးလိုက်အောက်လမ်းကိုပူနေပါစေပူနေတယ်ငရဲမို့အခက်တည်းပူရင်းလောင်မြိုင်းနေပါစေအဲ့မျက်လုံးမဖွင့်အောင်ဆိုင်အောင်ဆောဖွင့်ပေးလိုက်အဲ့ဖွင့်ပူငါမင်းနဲ့အောင်မမှန်ဖြေလို့မင်းငါပြောနေမင်းငါနှိမ့်ဆက်ဖို့မဟုတ်ဘူးလို့အဲ့စကားမပြောချင်းအဲ့နှမ်းမိုင်းအမှရှာလို့ထုတ်စောင့်လို့ထုတ်အမှရှာရင်စောင့်လို့အမျက်လုံးနဲ့ဆိုင်အောင်ဆောဖွင့်အဲ့မျက်လုံးနဲ့အဲ့ငရဲမီးလောင်းချပလိုက်ငရဲမီးလောင်းချအဲ့အောင်လည်းငရဲမီးလောင်းချပလိုက်အခုတောက်ကြဟုတ်လားအဲ့တောက်ကြသမီးကိုမင်းဘာဖြစ်လို့လှုပ်တာလဲပြောသူ့လုံးလုံးမရဘူးဘာလဲလုံးလုံးမရတော့အေးမင်းပြောတော့မင်းဘလို့ဘောက်ကိုလည်းအခုဝင်လာတာမှန်မှန်ပြောအောင်လားမလားအဲ့တော့ဘာဖြစ်လို့ငါ့ကိုမှန်မှန်မပြောနဲ့ငါမင်းကိုမနှိမ့်ဆက်ချင်ဘူးကြောက်ငါမင်းတော့မင်းဖြစ်ငါမင်းကိုပြောရှင်းရှင်းလေးအဲ့တောက်ကြသမီးကိုမင်းဘာရင်နဲ့လောက်ထားတယ်ပြောအပင်းထည့်ထားတယ်အရင်နဲ့လားအဖက်နဲ့လားအရင်နဲ့အဲ့ဒါနေကြမှာမင်းဘယ်ရလဲငါမေးတောင်မင်းမှန်မှန်ဖြေလို့ရှိရင်ငါပတ်တဲ့ရမင်းမီလို့အဲ့လိုပန်းလုံးမွေးငါမေးတောင်မှန်မှန်မဖြေဘူးဆိုလို့ရှိရင်မင်းငါပတ်တဲ့ရငရဲမီလို့အစတည်းကပူပြင်းလောင်မြနေပြီဆိုင်ရကျိုးပိုင်စင်ပိုင်ငါးကလုံးကုန်းမရပါဂန္ဓကပေါင်းရန်ဝိုင်းရန်ထားဆီယမမေးလန်းနေတဲ့အချိန်မှာအောင်လန်းဆိုတဲ့မိစ္ဆာလိန်နေညာနေအာခံနေပါလေဆိုလို့ရှိရင်အကောင်လုံးဆိုင်ရနှိပ်ဆက်နေပြီမီးပန်မီးနဲ့လောင်းချအဲ့ခေါင်းကနေပြီးတော့အမလောင်းချပလိုက် तू လိန်နေလို့ရှိရင်လောင်းချမလင်းဘူးအေးမဟုတ်ဘူးရဆိုငါမေးမယ်ငါမင်းအသက်ဘယ်နှစ်လဲမင်းအသက်ဘယ်လောက်လဲလို့31မခေါင်းတော့ဘာတော့လဲအမခေါင်းမင်းငါမေးမယ်အဲ့တောက်ကြသမီးကိုမင်းအပင်းထည့်လာတာဘာဖြစ်လို့ထည့်ရလဲဆောက်မှုကလို့မင်းနဲ့တူနဲ့ကဘာလဲအလုပ်အတူတူလုပ်တာလားနေရာတကာပါလို့နေရာကပါလူကြီးလုံနေရပါတော့နေရာတကာပါလို့ပြောနေဟဲ့ဟာဖြစ်အဘတော့အပန်စောင့်ထူဟမ်မနှိမ့်ကြမှာငါမေးမယ်နော်မင်းဒီနားပဲလားဟမ်မှန်ပြင်ငါမျိုးဘာမှမလုပ်ဒီပေတရားဝင်းကျင်ရပဲလားဒီလက်ခုလက်ရှိနေထိုင်တဲ့ပေတရားဝင်းကျင်မှာပဲမင်းနေထိုင်နေရတာဟုတ်တယ်မင်းငါအဲ့ဒါပဲမြင်ငါကျန်တာဘာမှမမြင်ဘူးဒီကားရင်ကကျွန်တော်မင်းကလောက်ထားတာအရင်နဲ့ပဲလောက်ထားတာဘာရင်နဲ့တိုက်ထားသေးလဲသူဘာရင်နဲ့တိုက်တာမှန်ကန်ပြီးလိန်နေညာနဲ့အာခံနဲ့ငါးကလုံးကုန်းမရက်ကဝမ်းရထားအဲ့မီးပိုင်အဲ့သူ့ခေါင်းပေါ်ကနေလောင်းချစတရားပူမြင့်လောင်မြိုက်နေပြီလိန်လို့ကတော့နော်ဆရာမပတ်ဖြန်းတဲ့ရေကမှန်ကန်တယ်ဆိုလို့ရှိရင်ရေလိုအေးလိုပန်းလုံးမွေးမဟုတ်ဘဲနဲ့မှန်လိန်ခံပြောနေလို့ရှိရင်ဆရာပန်းနဲ့ပုတ်ကိုအပေါင်းတော့ငါးကလုံးကုန်းမရက်ကဝင်းရထားနော်အဲ့မီးပိုင်ကခေါင်းကနေလောင်းချငရဲမီးလို့အစတရားပူမြင့်လောင်မြိုက်နေတယ်နော်ငါပြောတာရှင်းရှင်းလေးငါပြောတာမှန်ဖြေမင်းရေလိုအေးလိုပန်းလုံးမွေးဟုတ်တယ်နော်ငါပြောတာမင်းလိန်နေညာနေအခါနဲ့မင်းမီးလိုပူပြင်းမယ်ဟုတ်လားငါပြောတာရှင်းရှင်းလေးမင်းငါဘာမှမလုပ်ဘူးနှိမ့်လည်းမနှိမ့်ဆက်ချင်ဘူးနော်သူ့တယောက်တည်းလှုပ်ထားလားသူ့တမိသားစုလုံးလှုပ်ထားလားဖြေလိန်နေမီးလိုပူတိုက်ထားတယ်တိန်လုံးတိုက်ထားလားဟုတ်တယ်တိန်လုံးတိုက်ထားတာအဲ့ခြံထဲမှာအတိုက်တွေရှိလားလိန်နေမီးလိုပူနော်မီးပန်လောင်းချမီးပန်အဲ့နားမှာမတ်တရက်နေအဲ့နားမှာရောက်နေအဲ့ကားချင်းအောက်လန်းဆိုရင်မိသားလိန်နေလို့ရှိရင်အဲ့ခေါင်းပေါ်နေလောင်းချငရဲမြေနဲ့လောင်းချတိန်လုံးတိုက်ထားခြံနေတိုက်ထားလားခြံတိုက်ထားတယ်မင်းကိုယ်တိုင်တက်လို့လောက်တာလားလူများကိုခိုင်းတာလားခြံလိုက်ရှင်လူများကိုခိုင်းတာလူများခိုင်းဘယ်လောက်နဲ့ခိုင်းတာလဲ9000မင်းအဲ့9000ဘာသုံးစားလို့ရလို့တော့ရခုခေတ်ကိုလည်းမင်းတွက်ကြည့်လိုက်အောင်ဟမ်
3ရက်သွားတယ် ဟောဒီမှာမတောက်တော့ဟောင်း အဲ့လိန်နေညာနဲ့အာခံနေလို့ရှိရင်ဆိုင်ရပန်နိုင်ရပုတ်ကိုပေါင်းတော့နော်အဲ့ဝင်းရထားလိန်ညာနဲ့အဲ့မီးပိုင်ငဲမီးနဲ့လောင်းချမဆီယမမဲနေအောင်လိန်ပြီးဖြေနေရပါဆိုငရဲမီးနဲ့လောင်းချအဲ့ဆီယမပတ်ဖြန်းနေရပတ်ဖြန်းနေရရေရလဲငရဲမီးလို့စတဲ့ပူပြင်းလောင်မြိုက်နေပြီနော် သမီးကခေါ်စားဖြစ် မင်းသေးကြလားသေးကြလားပေတရားဝင်းကျင်မှရှိရသေးကြလားသေးကြတယ်ဟုတ်လားချောင်းတိုက်တာဘာနဲ့တိုက်တာလဲပြောမင်းအဲ့တော့တောက်ကြသမီးကိုတိုက်တာဘာနဲ့တိုက်တာလဲဘာနဲ့တိုက်တာလဲလို့ငါမေးတော့ဖြေလေရေတိုက်တာငါသိတယ်မင်းချောင်းဘာနဲ့တိုက်တာလဲလို့ နီနာအောင်တိုက်ထားတာ မနေနိုင်အောင်တိုက်ထားတာမင်းဘာမြင်နဲ့တိုက်တာလဲငါမေးတော့ဖြေဒိနေညာနဲ့အာခါနဲ့မီးလို့ပူပြားလေးကြငဲမီးလို့အစတည်းပူပြင်းဟမ် တိုင်းတိုက်ထားတယ် ဒီတိုင်းတိုက်ထားတာရင်းနဲ့ပဲတိုက်တာ ဝင်လာတာ ခြံထဲဝင်လာတာအဲ့ဒါကိုသိနေတာဆရာမအဲ့လိုပြော တယ်ဝင်လို့မရ ဝင်လို့မရဘူးမတရားတွေပါသေးလားအဲ့ခြံထဲမှာ ရှိ မရှိဘူး မိုင်းချင်ဘူးလာတာဝင်လို့မရ မင်းအဲ့ခြံထဲကိုတရားတွေပါလွတ်သေးလား လို့တယ်မရအောင် လွတ်တယ်မရဘူးဟုတ်ပြီအဲ့ဒါကိုငါသိချင်တာ မင်းကူညီပါသေးလား နော် ပါသေးလားဘယ်နှယောက်ပါလဲ 3ရက် အဲ3ယောက်ခွဲချုပ်တော့တွေ့လားဘာဖြစ်လဲ သူကပြော ဟမ် ဘာမှမပြောရလဲ ပြောခိုင်း ပြောခိုင်း ငါမင်းရဲ့ရှင်းရှင်းလေးအဲ့3ယောက်စီမှာအဲ့3ယောက်လောက်ထားတဲ့အဆက်တွေကမင်းတခါယူလာခဲ့ဆိုင်ရရောက်လောက်အဲ့3ယောက်စီကမင်းလောက်ထားရင်မင်းတို့ပေါင်းပြီးလောက်ထားရင်မင်းရအောင်တခါမင်းစီမှာအကုန်ယူလာခဲ့မရမချင်းမင်းငရဲမီးလို့လောင်းထွက်ခါတော့မီးလို့ပြပြတိကြတယ်အမှငရဲမီးနဲ့လောင်းချတာ မင်းအကြီးဆုံးလား ယူပြီလား ပညာကိုပြောတာအသက်ကိုပြောရမို့ပညာအကြီးဆုံးလားမင်းတဲ့ကြီးရကြီးတဲ့လိမ့်လား ရှိ အဲဘာဖြစ်လို့မပြောခိုင်းလို့ပြောရမလဲ သူပြောနေ ဒါမဲ့သူမင်းတပည့်လားမင်းတပည့်လားမင်းနားထောင်တာ တိုင်းနေမှာရ တိုင်းမင်းနားကြမပြောနဲ့ မင်းတိုင်းမင်းမတိုင်းမင်းငါစိတ်ဝင်စားအောင်ငါပြောရှင်းရှင်းလေးနော်မင်းတငယ်ချင်းတွေနဲ့မင်းလှုပ်ထားတဲ့ဟာတွေမင်းအခုချက်ချင်းရအောင်တွားယူတွားယူလာခဲ့ရောက်ပြီဆိုငါ့ကိုပြောဒိနေညာနေအာခနဲ့မီးပိုင်ကမီးနဲ့ရှို့နေသူမယုံမချင်းမီးနဲ့ရှို့ယူပြီလားမင်းလှုပ်ထားတဲ့ဆက်တဲ့မင်းတငယ်ချင်းတွေအကုန်ယူပြီလားရအောင်ယူမရဘူးဆိုတာမရှိဘူးမင်းလှုပ်ထားမင်းရအောင်ယူရမှာ ဝင်လို့မရဘူးတဲ့ ဘာဝင်လို့မရလဲ မင်းယူမှာနော်မှန်ပါလားအခုကားကဘာလဲ ဟုတ်ကြ အဲတောက်ကြသမီးကိုဟိုသားပြတဲ့ဝိုင်းဆောင်နဲ့ခြံဆောင်နဲ့ခက်ခဏဝင်မှုပြလိုက်အကောင်သူ့စက်တွေသူပြန်ယူလို့ရပြီလားဝင်လို့ရပြီလား ရပြီ ရရင်ယူ ရယူပြီးထွက် ဆက်လာ အေး ဟုတ်လာပြီလားမင်းစီမှာရောက်ပြီလား ရောက်နေ ဘာမှမထားခဲ့နဲ့နော် မင်းအကုန်စုထားနော်မင်းလိန်နေမင်းအဲ့နော်မင်းဒီတဲ့နှိတ်ကြတဲ့ဘဝသွားမှာနော်ပြောပြီးသားသွားမှာလားသွားကျင်လားဒီတဲ့ရုံညင်းတဲ့ဘဝသွားမှာလားအေးငါပြောရှင်းရှင်းလေး မလို့ရဲပါဘူးသူ ဟမ် မလုပ်ရဲပါဘူး အဲဘာလို့လဲ မင်းဘယ်သူ့မလုပ်ရရလဲ လောက်ခိုင်းလို့ လောက်ခိုင်းလို့ အဲမလို့ရမယ်မင်းပတ်သက်နေ9000နဲ့မလို့တာအဲရမ်းမုံဆုံးမယ်နော်မင်းပတ်သက်9000နဲ့မင်းကွာချမ်းသာပါလား9000နဲ့ဒီမှာတော့ဒုက္ခမရောက်ဘူးလားမင်းအဲ့ဒါဟမ်မင်းမိသားစုရှိ ရှိ ဘာအနှိမ့်ရမိသားစု မစီးပွားရေးမနာလို့လောက်တာလားစီးပွားရေးတက်တာမနာလို့လောက်တာလားဒီတိုင်းအမြင်ကတ်လို့လောက်တာလား တိုင်းမီ ဒီတိုင်းအမြင်ကတ်လို့လောက် မင်းကိုယ်တိုင်မှာမြင်ကတ်တယ်ဟုတ်လား ဟုတ်လား ပထမကတ် ဟမ်နောက်ပိုင်းရောမကတ်တော့ ခေါင်းကနေလောင်းချငဲနေစတယ်ပူရင်းတော့နေငါကတော့ပုံမှန်လေးတော့ဝိုင်းရဆမ်မပတ်တဲ့ရေလိန်နေညာနဲ့အကနေမီးလို့ပူပြားလေးကြမှန်ကန်မှာဆိုလို့ရှိရင်ရေလို့အေးလို့ပန်းလို့မို့နော်ငါပြောရှင်းရှင်းလေးပဲ အဲ့မှာသူ့မိသားစုဒီမှာ ငါပြောစကားရှင်းရှင်းလေး မင်းမိသားစုရောက်တယ်ကျ နေရရှိ မင်းအဲ့သူ့ချစ်ရဆုံးမိကိုဒီမှာခက်ခဏချစ်ရတယ်ရောက်ပြီလားရောက်မီးပါမီးနဲ့ရှုရှုအော်နေပြီအော်နေပြီ ဘူးပါနဲ့ဆရာရဲ့ အေးမင်းအဲ့လိုမင်းချက်လားချက်တယ်သူမင်းဒီမှာတော့တော့မင်းဘယ်လောက်တိရိုးတာဖြစ်လဲမင်းသိလား မလုံးချင်ပါဘူး အဲ့မလို့ပြန်ပတ်တော့9000ဘာလို့လောက်တာလဲ ဘာရညာ မင်းပညာမစမ်းနေအောင်အောက်လန်းလားဘယ်လောက်တိမရောက်ပါလဲ ဘယ်နဲ့ကျိုးတက်ပြီလဲ တက်ဘူး မတော့တော့ခေါ် မင်းပြင်တာဘယ်ဆင်းရောက်ပြီလဲငါ့ကိုပြော
မရှိ